ကောင်းမြင့်မောင်းပါရှင်ဒီကောင်းမြင့်စာကိုညာဦးမှာဆက်ရပါတယ်ဒီကောင်းမြင့်စာလေးထည့်ပြီးတော့တမကြီးလောက်ဆိုမှနှက်တာပါရှင်ဒီကောင်းမြင့်စာလေးမာလို့ကြည့်စားရည်လေးလိုက်ပေးရပါတယ်ရှင်စားရည်လေးလိုက်ပြီးတော့နိုင်ဝဲလောင်ထားပြီးတော့မှစားလို့ရတာပါရှင်ကောင်းမြင့်မောင်းကအထူးတစ်ပိုင်းမှာငစိတ်ကတစ်ပိုင်းမှာငစိတ်ပေါင်းကလူကြိုက်များပါတယ်ဆိုတော့ကောင်းချင်းစာဆရာကခုနပေါင်းလိုက်တော့နာယူတနားရီလောက်ပေါင်းရပါတယ်နာယူနောက်တစ်ခါစားရည်လိုက်ရပါတယ်မနှက်လို့ရှိရင်စားရည်လေးလိုက်ပြီးမှနှက်တာပါဒီကောင်းချင်းစာငစိတ်ပေါင်းကအများဆုံးလူ9ရက်သားသမီးမှာတဲ့ရိုးရကောင်းချင်းမောင်းလို့ခေါ်ပါတယ်ရှင်ဒီငစိတ်ပေါင်းလေးကိုဒီနှမ်းတောင်းလေးကိုကြားလေးဖြူပြီးတော့စားလို့ရပါတယ်စီကြိုက်လို့ရှိရင်ဒီလိုစီလေးကိုဆန်းလို့ရပါတယ်စီမကြိုက်လို့ရှိရင်လည်းစီမဆန်းမဲစားလို့ရတဲ့ကောင်းညှင်းမောင်းလေးပါရှင်ရိုးရကောင်းညှင်းမောင်းလေးပါရှင်ဒီနှမ်းနှောင်းလေးထဲမှာစားလေးတစ်နေ့တော့ပါပါတယ်ရှင်အပေါ်ငံလူတာကိုယ့်အကူထည့်စားလို့လည်းရပါတယ်ဒီဥစ္စာတွေကအများသုံးဆောင်နိုင်တဲ့အစိတ်ပေါင်းလေးပါရှင်